အမျိုးသားတယောက်ကယေရှုကမင်းနဲ့ချက်မှာတွေ့ကန်နေခဲ့တဲ့သူကယေရှုကနေကအဖိုးကြီးကိုပြထထားဖို့ဟိပြီးအချက်ဝင်ကြိုးစားပြောဆိုနေခဲ့တာပေါ့အဲ့ဒီချိန်မှာပဲရုတ်တရက်အချိန်ပြင်းနဲ့ပင်ကိုနဲ့ကြည့်တဲ့ကောင်ကသူ့ကောင်းဖို့တော်တော်တက်လာပါတော့တယ်သူလည်းကြောင်းတဲ့ကြားနဲ့လှုပ်လိုက်မိပြီးယေရှုကနေဝပြုတ်ချက်တော့ခဲ့အဲ့ဒီချိန်မှာပဲဆောက်ယူသဘောပေါက်သွားတာကတစ်ဖက်လူကသူ့ကိုတက်ရှိနေတာပဲဆိုတာပါပဲဒါကြောင့်သူကအတင်းရုပ်ကံပြီးယေရှုကနေရှိပသားနဲ့အပြင်ကိုအုံးလိုက်ရဲ့ပြေးထွက်လာခဲ့တယ်တချို့ကျင်တော့အိမ်ကထွက်လာတာနဲ့ SVR တော့ဖဲကသူ့ကိုကာမယူတရားလို့သဘောထားပြီးဖမ်းဆီးဖို့လုပ်ပါတယ်ရောတဲ့ကသူ့ကိုတဲ့မမက်ရှိခဲ့ထားတယ်ဒါရီရောဘာတယ်လဲလို့တင်းစစ်စားနေပြီလားတကယ်တော့ဆောက်ယူဟာစီးနေရုပ်ကမာနေထိုင်တနာစရာကောင်လေးတယောက်ပါသူကနေတာရဲ့လှုပ်စင်ပြီးရင်ရုပ်တဲ့လက်မဒီပေါ်မှာရဲစဝက်တဲ့တယောက်လိုပြေးလို့ပတ်လာနေတာသူ့ကိုနောက်နေမှာလေရင်စီးဖို့ရှိတာကြောင့်သူကစစောရအောင်မိုးကြိုးစားခဲ့တယ်ဒါပေမဲ့မတင်မဲ့ပဲအိပ်ပြောစားလိုက်တာယင်းဒီ3နိုင်ထုံးမှနိုးလာခဲ့တာပေါ့လေရင်တော့ဘကတဲ့နိုင်ရမလို့တော့ဦးတာနဲ့ဆောက်ယူလေအဲ့တော့တကြီးနဲ့အိပ်တွေကိုဆဲပြီးတရားစီကိုပြေးတော့တာပေါ့ဒါပေမဲ့သူစစ်တပ်ဖို့မြင်နေတာကိုရုပ်တရက်တည်းရတာပဲဒါနဲ့စီးဖို့အိမ်ထဲကိုပြန်လာခဲ့တယ်ဒါပေမဲ့ပဲသူအပြည့်ပြထွက်လာတဲ့အချိန်မှာတော့သူရခီးဆိုင်နဲ့တော့တွေကိုခံလိုက်ရပြီခါယူတရားခဏတော့ကြောင်းအောက်ခဲ့ရတယ်သူလည်းအိမ်ရှင်ကိုချက်ချင်းဖုန်းဆက်ပြီးကူညီတောင်းတာပေါ့ဒါပေမဲ့အရှင်ကသူ့ကိုကြွညာရောက်တော့မှထင်ပြီးဖုန်းဆက်ပြလိုက်တယ်သူလည်းမလုပ်လို့မရတော့တာနဲ့စူပါကြီးကိုတုံးပြီးတကားကိုပိတ်လိုက်တယ်အဲ့ဒီနောက်မှာသူ့အိမ်ထဲမှာရေရွေးချင်းနေတာကိုတွေ့လိုက်ရပြန်တယ်ဆိုးလာတဲ့ဆောက်ယူတရားတစ်ခုခုနဲ့တကားကိုအချင်းပိတ်ထားပြီးမင်းနဲ့ရှိဆိုင်ကစူပါမားကတ်ကိုကိုချောင်ကိုတာပြီးတော့အင်တာလောင်းဖို့အင်းနံဘူးကိုတိုက်ခဲ့တယ်ဒါပေမဲ့ငွေရှင်းတဲ့ခါကျတော့သူရဲ့ credit card ကအသုံးပြုလို့မရဖြစ်နေပြန်ရောသူ့မှာရှိတဲ့များပဲဆိုင်ကောအဲ့ဒီမှာပဲကုန်သွားတယ်အဲ့ဒီအချိန်မှာပဲကိုမဲ့အိမ်မဲလူအုပ်ကြီးဟာတိုက်ခန်းစီကိုပြန်လာကြတယ်ခါယူပြန်လာတဲ့အချိန်မှာတော့အားလုံးကနောက်ကျတော့ခဲ့ပါပြီဦးမဲ့အိမ်မဲတွေကသူတကားကိုဖင်ပြီးသူကကိုသိပ်ပြလိုက်တာကိုသူငေးကြည့်နေရတယ်နောက်နေသူပြန်လာတဲ့အချိန်မှာတော့အေးကြီးကြတယ်ပြည့်စည်ချလာရပြီးသူဟာရောစိတ်ပြအားငတာပြီးစိတ်အေးလိုက်ရေရှုပ်ဝူးထူးစားခဲ့တယ်အဲ့ဒီမှာပဲဇန်လိုင်းစာကမြင်ကွင်းကပြတ်ပေါ်လာတာပေါ့ဒါပေမဲ့ရုပ်တရက်မြင်ကွင်းကပြောင်းလဲသွားတယ်ဆောက်ယူရဲ့စိတ်ရောဂါကိုဆရာဝန်ကသူ့ချိန်မှာပေါ်လာခဲ့ကဲတကယ်တော့အခုကြုံတွေ့ရတာဖြစ်ဖြစ်ဒီကားလုံးကသူ့ရဲ့စိတ်ကူးရမှုတွေဒါပြစ်နေခဲ့ပါတော့တယ်